မှာအရန်ပူနေဆိုတော့ရက်တီလေးတောက်ဆောင်လို့အိမ်မှာတည့်လို့ရအစိမ့်ကနေဘလို့ဖြစ်ပြီးဖဲ့သွားတယ်မသိချင်းလို့ချိုးလို့နဲ့စားပြီးတော့မှတည့်ယူခြင်းလိုက်ကြည့်နော်လေကျမဆက်နေပြီဒီမှာကောင်းလားပြောင်းပြီဆက်လိုက်စား